ပေါ်တော်မူဖျားလေကွက်ထဲကရှုံပွက်ရည်တွေကိုကင်ဆာရောဂါပျောက်တယ်ဆိုတဲ့အယူအမှားနဲ့တောက်သုံးနေသူတွေများပြားလောင် AR တိုင်းမြောင်မြမြို့နယ်ကျွန်းတိတ်ရွာမှာဖျားဆင်းတူတော်တဆုကလေကသိန်းတူးဖွန်ရွာမှာမြေအောက်ကနေထွက်ပေါ်လာခဲ့ပါတယ်။ဒါကြောင့်ကျွန်းတိတ်ရွာသူရွာသားတွေနဲ့ရွာနေချုပ်ဆက်ကလူတွေလာရောက်ဖူးမြော်ကြသလိုအလိုင်းပေါ်မှာလည်းစိတ်ဝင်စားမှုတွေမြင့်တက်နေတာပါ။ပေါ်တော်မူဖျားတွေကမကြာခဏထွက်ပေါ်လာတတ်ပေမဲ့ဒီတစ်ခါမှာတော့ယုံကြည်မှုလွန်ကဲမှုတွေဖြစ်ပေါ်နေခဲ့ပါတယ်။ပေါ်တော်မူဖျားဟာတကောဆွမ်းပကကြီးမားလွန်းတာကြောင့်ဖျားထွက်ပေါ်လာရာနေရာကိုအထွတ်မြတ်ထားပြီးကိုးကွယ်ထားကြပါတယ်။ယာယီကျောင်းဆောက်လို့ပူဇော်ထားသလိုဖျားဆင်းတူတော်ထွက်ပေါ်လာရာလေကသိန်းနေရာတဝိုက်ကရေတွေကိုခတ်ယူကောင်ကျွန်းတိတ်ရွာသူရွာသားတွေနဲ့အနီးနားပတ်ဝန်းကျင်ကရွာတွေကတောက်သုံးနေကြတာပဲဖြစ်ပါတယ်။အဆိုပါလေကသိန်းထဲမှာရှိနေတဲ့ရေတွေကရှုံပွက်ရေတွေဖြစ်နေပေမဲ့ရွာသူရွာသားတွေကတော့အန်နီယကင်းစင်နဲ့ရေစင်တွေလို့ယုံကြည်တာကြောင့်အလူရက်ကိုခတ်ယူတောက်သုံးနေကြတာပါ။ကင်ဆာပျောက်စေတဲ့လူတောင်ယုံကြည်နေကြကောင်တန်းစီခွဲယူနေကြတဲ့အထိပါပဲ။ဒီအကြောင်းကအွန်လိုင်းပေါ်ပြန့်နှံ့လာတဲ့အခါမှာတော့မသိတော်ကြောင့်ထောက်ပြဆုံးမသူတွေရှိလာခဲ့တာပါ။ယုံကြည်မှုကယုံကြည်မှုတသက်ဖြစ်ပြီးမလုံတဲ့အရာတွေကိုတော့သတိထားရှောင်ရှားရမှာပါရှင်။ရှုံပွက်ရည်တွေဆိုတာကယောဂတွေကိုမပြောက်စေရုံသာမကလို့ကျန်းမာရေးတောင်ပုံမှုဆိုးရစေနိုင်တာပါနော်။ကျမ်းမာရေးအတိတ်တတိကလည်းရှိနေရမှာဖြစ်တယ်လို့မသိလို့ထောက်ပြရင်တော့မှလက်ခံပေးအောင်မှာပါဒါပေမဲ့လက်ရှိမှာတော့ကျွန်းတိတ်ရွာမှာပေါ်တော်မူဖျားထွက်ပေါ်ရာလေကသိန်းတွေကရေတွေကိုတောက်သုံးနေကြတဲ့သူတွေရှိနေသေးပါပဲပေါ်တော်မူဖျားလေခွင်းတွေကရှုံးပွက်ရေတွေကိုကင်ဆာရောဂါပျောက်တယ်ဆိုတဲ့အယူအမှားနဲ့တောက်သုံးနေကြသူတွေပေါ့ပရိသတ်တို့ရဲ့ထင်မြင်ချက်ကိုလည်းပြပြခဲ့ပါအောင်ရှင်ဂျီယန်ပရိသတ်များလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ